လွန်ခဲ့တဲ့ရှေးဘဝေသနီကစัจ java ရာရဲ့အလှဆုံးနေရာလို့တင်စားရတဲ့နတ်ပြည်မှာအလွန်တကူကြီးတဲ့နမင်းကြီးတွေစံမြန်းခဲ့ကြပါတယ်။တနေ့မှာတော့တရားမင်းနဲ့အာဒီပြမမင်းတို့ဟာနက်ခတ်ဘေးရင်ဆိုင်ရာပြဿနာတစ်ခုကိုအငင်းပွားမိကြရာကအရှုံးနိုင်အတွက်အသက်နဲ့ရင်းပြီးလောင်းအစားပြုလုပ်ခဲ့ကြပါတယ်။တရားမင်းအကယ်၍တင်ပြောတာသာမှန်ခဲ့ရင်ငါရဲ့ဦးကောင်းကိုမင်းကိုပေးရစေရမယ်။အမှန်တရားဟာပေါ်ပေါက်လာခဲ့ပြီးပြမမင်းကြီးရှုံးနိမ့်သွားခဲ့ပါတယ်။ခရီးအတိုင်းပြမမင်းရဲ့ဦးကောင်းကိုဖျက်တောက်ပစ်ခဲ့ရပါတယ်။ဒါပေမဲ့ဒီဦးကောင်းဟာမြေပေါ်ကျရင်ကဘာကြီးမီးလောင်မယ်။ပင်လယ်ထက်ကျရင်သမုဒ္ဒရာကြီးတွေခန်းရှောက်မယ်။မိုးပေါ်ပြည့်တင်ရင်လည်းမိုးခေါင်မဲ့တကူရှိနေပါတယ်။ဒါကြောင့်တရားမင်းဟာပြမမင်းရဲ့သမီးတော်9ဦးကိုတစ်နှစ်တယောက်စီအလှည့်ကျဦးကောင်းတော်ကိုထိမ့်သိမ်းစေခဲ့ပါတယ်။တစ်နှစ်ပြည့်လို့နတ်သမီးတစ်ပါးကနေနောက်တစ်ပါးကိုအလွှဲပြောင်းလုပ်တဲ့အချိန်ကိုတကြံလို့ခေါ်ဆိုလာကြတာဖြစ်ပါတယ်။နှစ်သက်ဦးချိန်တိုင်းမှာတရားမင်းဟာလူပြည်ကိုဆင်းသက်လာပြီးကောင်းမှုလုပ်သူတွေကိုရွှေပြည်လွှာမှာမှတ်တမ်းတင်မကောင်းမှုလုပ်သူတွေကိုခွေးပရက်ပိုင်းမှာမှတ်တမ်းတင်နေရှိပါတယ်။ဒါကြောင့်မြန်မာလူမျိုးတွေဟာနှစ်အောင်ကအညီကြီးတွေကိုရေစင်သွန်းလောင်းဆေးကြောရင်တရားဝါအပေါင်းစိတ်အေးချမ်းကြပါစေကြောင်းဆုတောင်းကမြမယူရတာတကြံပွဲတော်ကိုပြပြဖဖဆင်နွှဲကြတာဖြစ်ပါတယ်ခင်ဗျာ။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ဖို့အတွက်ကောင်းလေးကို follow လုပ်သွားကြပါဦး။